အနန္တအနန္တ၅ပါးကိုရှိခိုးပြီးတဲ့အချိန်ခါမှာတရားဝဲကမြောက်ဥက္ကလာပမြို့နယ်ဆလိန်ရပ်ကွက်၌နေထိုင်ကြကုန်သောတရားဓမ္မများကနေပြီးတော့ဘုန်းကြီးတို့ဒီတရားဝဲကြီးကိုဖင့်ပါတီတွေကောင်စီတွေအလောင်းကောင်းသောသမဝါယမအသင်းဖွဲ့တွေလူကြီးမင်းများကိုယ်တိုင်တရားနာပြိဿဦးစီးပြီးတော့ရက်ွက်သူရက်ွက်သားများကနေပြီးတော့တရားဝဲကြီးကိုပင့်လျောက်ကြဒါနှစ်ညမြောက်ပြီးဆုံးတဲ့နေ့ပေါ့ဒီပြီးဆုံးတဲ့နေ့တရားဝဲကြီးမှာတရားနာပရိသတ်ကလည်းမိမိတို့တက်ဆွမ်းသမျှဝိုင်းဝန်းပြီးတော့လှူဒန်းလိုက်ကြတာနောက်တစ်ခါဆွမ်းအလှူရှင်များကလည်းဥစိုးမြင့်တို့ဒေါခင်မြတို့ဆလိန်ရက်ွက်ကနောက်ဥကြည်လွင်တို့ဥသမ်းမြင့်တို့ဆလိန်ရက်ွက်ကနောက်ဥခင်မောင်အေးဒေါ်ချင်းအေးဆလိန်ရက်ွက်ကပြီးတော့လည်းပဲဒီတရားဝဲကြီးနဲ့ပတ်သက်ပြီးတော့အစစအရာရာဘုန်းကြီးတို့အစိုးရမူလရမှနေ၍အမကဘုန်းကြီးတို့30မှကျောင်းအုပ်ဆရာကြီးနဲ့ကျောင်းအုပ်ဆရာကြီးဦးစိုးမောင်နဲ့တကွဆရာဆရာမများကနေပြီးတော့စီးရင်နေရေးရန်အတွက်အလုံးကိုဝိုင်းဝန်းကူညီကြလို့ဒီတောင်းချီနေတဲ့ပရိသတ်ကြီးကိုနိုင်နိုင်နေနေဆောင်ရွက်နိုင်ကြပါတယ်ဒါတွေကိုလည်းများစွာဘုန်းကြီးတို့ကျေးဇူးတင်ရှိပါတယ်ဒါတွေကျေးဇူးတင်ရှိသည့်အလျောက်ဘုန်းကြီးတင်ကျေးဇူးတင်ယုံမှာကတရားပွဲပင့်လျှောက်ကြတဲ့ဟောဒီမြောက်ဥက္ကလာပနဲ့ဆလိန်ရက်ွက်မှရက်ွက်သူရက်ွက်သားရက်ွက်သူရက်ွက်သားယောက်ျားမိန်းမကလေးလူကြီးဒီပုဂ္ဂိုလ်များကနေပြီးတော့များစွာကျေးဇူးတင်ရှိပါတယ်။ကဲဒီတော့တရားနာပိသအခုဟောမဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဒါနကိုဖြတ်ဗိမာန်ပြက်ဆိုတဲ့ဘုန်းကြီးဇတ်လန်းကိုဟောရပိသကြီးဒီနေ့ဟောမဲ့ဇတ်လန်းပါတယ်တော့ဒါနကိုဖြတ်ဗိမာန်ပြက်ပြီးအောင်ပြောခြင်းတော့ပိတ်မှန်လို့ခင်ဗျားတို့ခေါ်ရမှာပေါ့အမှန်ကဘာတစ်ချိုင်နဲ့မရေးချနဲ့နတ်တတ်ထားရဒါနကိုဖြတ်ဗိမာန်ပြက်ပါတယ်တော့ဒီဒေသနာကိုကျွတ်တို့သုံးလောကထိုထားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်ပါပောပိပတ္တိဗတ္တရံအစချီသဖြင့်ဟောအနာရဘိန်တထေးကြီးကိုအကြောင်းပြုပြီးတော့ဟောပါတယ်ဗျာအနာရဘိန်တထေးဆိုတာကျွတ်တို့ငယ်ငယ်တုန်းကတော့မသိလို့ဟာအနာရဘိန်တထေးဆိုတာအနာရီသိပ်ပေါ်တာကွာဒီလိုထင်ခဲ့တာဘယ်ဟုတ်မလဲအနာရဘိန်တထေးဆိုတာအနာထပိန္တိကတ္တလို့ပါသဖြင့်တရားနာပိဋကလည်းတချို့သဘောပေါက်ကြပြီးသားဖြစ်ပါအာထာယအာကိုရမဲ့နေတဲ့စားရမဲ့တောက်ရမဲ့ပုံကိုယ်တွေကိုထမင်းပေးတတ်တဲ့တထေးဗျအနာထပိန္တိကဆိုတာဒါကြောင့်အနာရဘိန်တထေးကိုနားလည်အောင်အဓိပ္ပာယ်ပြန်လိုက်တော့အာကိုရမဲ့နေတဲ့စားရမဲ့တောက်ရမဲ့လူတွေကိုထမင်းပေးတဲ့တထေးလို့အဲ့ဒါလို့မှတ်လိုက်ကြစမ်းသဘောပေါက်သွားပါလားဒီတထေးဒီတရားနာပရိသတ်ရေမြတ်စွာဘုရားကိုရောမြတ်ကြီးအားသာလနာကိုကြည်ညိုလွန်းလို့54နဲ့4ကလေးအကုန်ကြခံပြီးတော့လှူဒန်းခဲ့တယ်တရားနာပရိသတ်ပေးတာဘယ်နှကလေးတော့အကုန်ကြခံလှူတာအနာရဘိန်တထေးကြီးတောင်မှလှူလိုက်တာ50နဲ့4ကလေးဆိုတော့5ချက်30ခမရတို့တာဝန်လေးမနေကြနဲ့နေ့စဉ်ဘုရားကိုရောမြတ်ကြီးကျောင်းတော်သို့3ချိန်သွားဘယ်နှချိန်သွားတော့ပြိဿအဲ့ဒီလို3ချိန်သွားတဲ့အချိန်ခါမှာနတ်နဲ့ခင်းပါနဲ့သွားသလဲလို့ဆိုတော့ယာခုနဲ့လှူစရာလက်ထဲအမြင်ပါနတ်နဲ့ခင်းပါနဲ့သွားတော့ညကျောင်းတော်နေ့လည်းခင်းကြတော့ထောမတ်စီဦးတွေနဲ့သွားနေ့လည်းခင်းကြတော့ဘာနဲ့သွားညချမ်းအချိန်ကြတော့ဟောပန်းစီမီဖျောင်းတိုင်နဲ့တကွတန်ဃာတော်တွေအတွက်လှူဒန်းရန်ပစိုးတွေကိုတစ်ခါယူသွားတယ်။အော်အနာတော်မှာလက်ထဲလှူရမပါဘူးလို့ဒီလိုဖြစ်မှာကိုစိုးလို့
နာနဲ့ခင်းမှာဘာလေးပြိတ္တာယာကုနေ့လယ်မှာထောဘစီဦးညပိုင်းမှာပန်းပစိုးဆိုတော့အတူကောက်ပေါ့ကွယ်အဲ့ဒီလိုကျောင်းတော်ကိုသွားပြီးတော့လှူဒန်းခဲ့ဒီလိုလှူဒန်းပြီးတော့လာခဲ့ရမှတရားနာပိဋကဒီကနေ့တော့အနာတပိန်တထေးကြီးမွဲပြီဒါကြောင့်လဲတချို့ကခုခေတ်ပြောနေကြတယ်ဟေးပုံညာပြီဆိုတာကုံတာရှိတာကွာလှူတယ်ဆိုတာမွဲတယ်ကွာဒီလိုလူတွေလည်းကျွတ်တို့ဗမာပြည်အတော်ပေါ်အဲ့ဒီပေါ်တဲ့လူတွေနဲ့အလားတူတရားနာပိဋကအနာတပိန်တထေးကြီးရေနစ်ရဝါကူမဲ့ဗိမာန်အပြက်ခံရမဲ့ပုဂ္ဂိုလ်တော်တော်ကြပေါ်လာလေအနာတပိန်တထေးကြီးဘယ်ထိအောင်ငွဲသွားတယ်လဲဆိုတော့ကုံတယ်တွေကနေပြီးတော့ကျွေးယူပြီးချေးကြငှားကြတယ်ငွေပေါင်းက18ကလေးတဲ့ပြုဒီကကုံတယ်တွေကသူ့ထံလာပြီးချေးငှားယူတဲ့ငွေတွေဘယ်လောက်တော့18ကလေးပြီးတော့တရားနာပိဋကမြေမှာမြုပ်ထားတဲ့ငွေတွေ18ကလေးကလည်းမြည်ရည်တွေကြီးပြီးတော့ဟောသမုတ်တရားထီအောင်မြေထဲမျောပါတာဘယ်လောက်တော့18ကလေးကုံတယ်တွေချေးတာဘယ်နှကလေးတော့18ကလေးပေါင်းတော့ဟဲ့ကဲ36ကလေးကွကုံတော့အဲ့ဒီလို54ကလေးကုံကြခံလှူရမှ36ကလေးဒီငွေတွေလဲကုံရှိသမျှပစ္စည်းတွေလဲတဖြည်းဖြည်းလှူလာလိုက်တာအတော်မွဲသွားပြီဒီလိုမွဲသွားတဲ့အချိန်ခါမှာအကွက်ကောင်းကိုစောင့်နေတဲ့အနာတပိန်တထေးကြီးရဲ့အိမ်မှာ4ခုမြောက်သောတကားမှနေတဲ့တကစောင်းနတ်ဘာနတ်တုံးဟဲ့ဧသာကြီးမှတ်ထားနော်ခမရတို့အိမ်ဒီမှာအိမ်ဆောင်နတ်ဆိုတာရှိအိမ်ဆောင်နတ်လဲအိမ်ဆောင်နတ်တိုင်းကောင်းတယ်မထင်နဲ့ခမရတို့အခုပြောနေတဲ့ခမရတို့ကိုးကွယ်နေတဲ့နတ်ကတော့ကောင်းပါတယ်ဟုတ်တယ်လေတော့ကြနတ်ကကြုတ်မျက်စောင်းထိုးရင်ထိုးနေမှာတရားနာပိဋကနတ်တွေအကြောင်းကြုတ်နည်းနည်းပြောရမယ်ဆိုရင်ခမရတို့မှတ်လက်ထားပါနတ်ဆိုတာလေနတ်ဗျဒါလောက်ပြောသိတယ်နတ်နော်အခုခင်ဗျားတို့ကိုးကွယ်နေတဲ့အိမ်တွင်းမင်းမဟာဂီရီတို့အိမ်တွင်းနတ်ဆိုတာလေနတ်ကြိုက်တဲ့အစာလေးကျုပ်ပြောနေ့စဉ်လေကိုပြုတ်တဲ့ကုသိုလ်လေးတွေအမျှဝေအဲ့ဒီအိမ်ဆောင်နတ်ကိုမေတ္တာပို့အိမ်ထဲမှာကြက်တွေရုပ်တဲ့စကားတွေကိုရှောင်အဲ့ဒါနတ်ချစ်ခင်အုံးပြီးကြောင့်လည်းလက်ဖက်ထုတ်တယ်ကြိုက်မှတ်ထားနော်အုံးပြီးကြောင့်လည်းလက်ဖက်ထုတ်တယ်ကြိုက်တယ်မယုံလို့ရှိရင်တရားနာပိဋကအဲ့ဒီအုံးပြီးကြောင့်ဖြုတ်တာပြစ်ပါမေတ္တာနိုင်ဖို့အမျှအတန်းဝေပါအုံးပြီးကြောင့်တယ်ကြိုက်အခုတော့ခင်ဗျားတို့ကအုံးပြီးကြောင့်ကြီးတော့ထားပါရဲ့တနခါရေတော့ပက်ပါရဲ့တပြေကက်တော့ထိုးပါရဲ့ပြီးတော့လည်းခင်ဗျားတို့ကအုံးပြီးကြောင့်သားပြီးတော့လည်းအုံးကြီးကြောင့်သားရှိပါပြောမှလည်းမသိဘူးသတိထားတရားနာပိဋကဖြုတ်ရဲလို့ရှိရင်မေတ္တာပို့အမျှဝေပြီးတော့အုံးကြီးကြောင့်ဖြုတ်ပြစမ်းပိဋကကြီးဖြုတ်ရဲပါမလားဟေးကလေးကြည့်ပြောဘယ်မိဘတွေကအိမ်ကြရိုက်လိမ့်မယ်ရိုက်လိမ့်မယ်ကောင်းလေးကြည့်ပြောဟဲ့မလုံးနဲ့ကွာဖွားကြီးတွေကသိပ်သန်းနေတာကဲပိဋကကြီးဖြိုရလားဖြိုရပါဦးဗျာကဲမဖြိုရရင်ဖြိုကြပါနဲ့ဗျာဒါပဲကောင်းပါလေတော့じゃဘုန်းကြီးဟောလိုက်တာနဲ့တရားနာပိဋကကိုတတ္တိနဲ့လားကိုဖြုတ်ပါတော့ကျုပ်ရှိမြားဥကလှဲ့လာမှာဘုရားဟောတဲ့တရားယုံကြည်လို့မေတ္တာပို့မယ်အမျှဝေမယ်အုံးသီးကြောင့်တော့မထားဘူးဆိုပြီးဖြုတ်ပြီးဆိုကြပါစို့ကဲအုံးသီးကြောင့်ဖြုတ်တဲ့နေ့ဘိုင်းနာပြီဆိုကြပါစို့ဒီဘက်ကအုံးသီးကြောင့်ရှိတော့ကလည်းနာတာပါပဲဒါပေမဲ့အုံးသီးကြောင့်ကြီးဖြုတ်လို့ဒီဘိုင်းနာတယ်လို့ဖြစ်တော့မယ်ခမည်းတော်ရဲ့ဥပါဒာခေါင်းကြိုက်ပြန်တော့လေအုံးသီးကြောင့်ဖြုတ်လို့ကြိုက်တယ်လို့ဖြစ်တော့မယ်မြားကကျုပ်ဘက်ကိုလှဲ့တော့မယ်ဒါကြောင့်မဖြုတ်ရဲမဖြုတ်နဲ့အကြည့်အရှုသာလုပ်ကြဖြုတ်ရရင်တော့ဖြုတ်ပေါ့ဒီအုံသီးကြောင့်နဲ့ပတ်သက်ပြီးတခုတော့နည်းနည်းပြောရအောင်တရားနာပိဋက
ဟိုခင်ဗျားတို့အယူဝါဒတွေပြောပါတယ်မြင်ဦးလားတရားနာပိဋကအယူသီးလုံးလို့ရှေးတုန်းကလင်မယားနှစ်ယောက်သူတို့သမီးလေးပြက်စီးတော့ငိုလိုက်တာယောက်ျားကတော့မိမိပြောင်းပြောင်းဒီထဲမိမလုတ်တဲ့လူကတုတ်တန်သွားပြီးသမီးလေးဂူနာမှာသွားပြီးတော့စားပွဲတောက်ဖွယ်လေးတွေချပြီးတော့သမီးငါသမီးစားရအောင်မေလာပို့တယ်လေလာစားလဲပါအောင်တော့လားသမီးရဲ့အမေကိုကိုယ်တိုင်လေးပြန်လာပြီးတော့ပြတ်ခဲ့ပါအောင်တော့လားအလကားပြောတာကိုယ်တိုင်ပြန်သူတက်သေးမှာနေ့စဉ်သွားငိုအဲ့ဒီတုတ်တံမှာဂူတွေကြားထဲမှာဘိန်းစားတယောက်ကလည်းဘိန်းရှူစရာငွေအပြတ်ဒီမိမလားငိုတော့အကြံပေါက်ရွှေရောင်ငွေပြားတွေကြိုက်ပြီးငါတရားလောက်တာကောင်းအိမ်ပြန်ရွှေရောင်ငွေပြားတွေကြိုက်တရားဝတ်တဲ့နောက်ဝတ်တန်းစားတွေဝတ်ပြီးတော့အဲ့ဒီမိမမလာခင်သူကတုတ်တံကညောင်မင်းကြီးတက်အဲ့ဒီမိမလည်းရောင်းရောကျွမ်းနဲ့လှုပ်အလိုတင်းမသူတော့ငါတရားပဲတရားလည်းတရားနာပြီးသင်ချိုင်းသွားဆင်းငါတရားတေတရားပဲထက်ကအတာဝရိဏထက်ကတေတရားမင်းဘာလို့ဆင်းလာအိုးဘာလို့ဆင်းရမလဲတဲမိုက်တဲ့လင်မယားသမီးလေးတယောက်ဆင်းမွေးထားအမလေးလူ့ဘဝတုန်းကညှို့လို့ဆင်းကြကြည်သားအခုသေတော့ထမိန်တော့အင်ကြီးကောင်းတောင်မှချွတ်ယူလိုက်ကြလက်ဝတ်တန်းစားတွေဘာတစ်ခုမှမပါဘူးအခုနတ်ပြည်ရောက်ပြီးနတ်သမီးကြီးရှင်လိုက်တော့တစားပလာမရှိဝတ်စားစရာမပါတာနဲ့မှိုင်းငိုနေလို့ဟဲ့မငိုနဲ့ငါတော့ပြောပေးမယ်ဆိုပြီးရှင်းခဲ့ရဗျာဟာပိုင်လိုက်ပုံတရားမလေးတရားမေးဒါပြည့်နေပါဦးမလေးဒီလိုဆိုရင်ကျုပ်သမီးလေးမျက်နှာငယ်နေတဲ့နတ်သမီးချင်းမတူလို့ဆိုရင်ကျုပ်အိမ်ပြန်ပြီးယူပါဦးမယ်တရားမေးခဏနေပါဦးအေးမျက်နှာယူရဲ့အိမ်ပြန်လက်ဝက်လက်စားတွေထုတ်တစ်တာကြီးဖွင့်တစ်တာတောင်ပိတ်ခဲ့မိဘူးတရားနာပိတာအထုပ်ကြီးနဲ့ထွက်လာယောက်ျားလုပ်တဲ့လူကလည်းတရားနာပိတာကြီးမရှိသေးဘူးပေါ့မသိသေးဘူးပေါ့ဒီမှာယူလာပြီးတော့တရားမင်းသမီးလေးဒီပစ္စည်းတွေပေးလိုက်ပါဆင်းခဲ့ပါတရားမင်းရဲ့ယူသွားပါတရားမင်းရဲ့ဟဲ့ငါတရားတကိုးနဲ့ထားပြခဲ့ပြီးတော့မှတကိုးနဲ့ဆင်ကားထားယူမယ်ပြန်နေတကိုးနဲ့ယူမှာတဲ့ဝေးတာဆင်းရင်ကိုဟိုဟာတည်းဟိုညိဒီညိနဲ့သူကိုကားကြီးဆင်းရမှာကဲဟိုကပြန်သွားအထုပ်ကလေးချထားကြတော့အထုပ်ကလေးယူဒီထက်မိမပြန်သွားလင်လုတ်တဲ့လူကဟောမင်းမိုက်ပါကွာသမီးတစ်တာဖွင့်ထားကုန်ပြီဝစားလည်းမရှိတော့ဘူးကျွတ်တော်ဝစားလည်းမရှိတော့ဘူးမလေးတော့နဲ့အလကားရမ်းပြီးတော့ပူနေကျွတ်တို့သမီးနတ်ပြည်ရောက်တယ်နတ်ပြည်ရောက်တဲ့အဲ့ဒါတရားမင်းကိုယ်တိုင်ဆင်းလာပြီးတော့သမီးလေးနတ်သမီးချင်းမတူလို့ဝတ်စရာစားစရာမရှိလို့ဆိုလို့ကျုပ်သွားပို့လိုက်တယ်ဟေးမိုက်ပါဟာငါပြန်ပြောရောပေါ့သမီးလေးထမချင်းနာမှာရအောင်မှားကြတာတွေပြောပါစေမဖြစ်ဘူးငါမြင်းနဲ့လိုက်မှဆိုပြီးမြင်းနဲ့လိုက်သွားဟာမြင်းခွာလာကြတယ်ကိုမိမယောက်ျားလိုက်လာပြီရှင်နဲ့မဖြစ်ဘူးဆိုဂူဒီတဲ့ဝင်ပုတ်ဒီထဲတရားနာပြေးသားရင်ဟိုယောက်ျားလုပ်တဲ့လူကညောင်မင်းကြီးမြင်းချီပြီးတော့တရားနာပြေးသားဂူဒီတဲ့လက်ပါရှာမဖြစ်ဘူးဒီကိစ္စပေါ်တော့ခတ်တော့ပြေးမှဆိုဂူဒီတဲ့ကထွက်ပြေးပြီးဘာပြောကောင်းမလဲဟိုယောက်ျားချီထားခဲ့တဲ့မြင်းမော်လွှားနဲ့ခုန်တက်ပြီးမြင်းနဲ့ဆိုင်တာအပြစ်တင်တယ်ထင်တယ်လားမတင်ဘူးဟာတဲတော်တယ်တရားတာယောဂီပေလို့ဝင်စားတာနဲ့တူတယ်ကြည်တော့မြင်းစီတတ်တယ်မဖြစ်ဘူးခတ်တော့မှဒီမှာတရားမင်းဟောဖြည်းဖြည်းလောက်ပါရောက်မှာပါပဲမာဂျင်နာတစ်ခုမှလည်းစမ်းမရစေတမီးလေးထန်ရောက်လို့ရှိရင်ပြောလိုက်စမ်းမအဖေလှုပ်တဲ့လူကလည်းမြင်းတစီပေးလိုက်တယ်လို့ဒါကုံရောရှိတာဒီဒီလိုတရားနာပြိဿဘူးမသိဖမသိနဲ့ထင်မိထင်ရယုံတတ်ကြတဲ့သဘာဝကျုပ်ကခမည်းတော်ကိုးကွယ်နေတဲ့အိမ်ဆောင်နတ်တွေကိုမတထားလို့ပြောတာမဟုတ်ပါဘူးနော်အိမ်ဆောင်နတ်မေတ္တာရှိတဲ့နီးမယုံရင်မှန်ကန်ဟောတတ်တဲ့နတ်ကတော့မေးကြည့်ပါမေတ္တာပုတ်အမျှဝေတာအုံဒီကြောင့်လည်းလက်ဖက်ထုတ်တဲ့ကြိုက်တယ်မေးကြည့်ပါဒါဓမ္မဒိဋ္ဌာန်ကြပြောနေတာပါမှန်လားပြိဿကြီးကဲကြည့်လေခုတကစောင်းနအနာရဘိန်းတစ်သေးကြီးမွဲသွားမွဲဆိုတရားနာပြိဿမြတ်စွာဘုရားကိုတော်မြတ်ကြီးလှူရတာရင်ကြည့်တော့ပုံးကြီးနဲ့စကွဲပဲလှူနိုင်တော့ပုံးကြီးနဲ့စကွဲထမင်းပဲလှူနိုင်တော့တဲ့ပြုတ်
ဒီလိုပုံရင်တဲ့ဇကွဲထမင်းကိုလှူနိုင်တဲ့အချိန်ဘုရားကိုတော်မြတ်ကြီးကြောင်းတော်ရောက်သွားတော့တက္ကသိုလ်တထေကြီးတဲ့အလူဒါနာများပြုရရဲ့လားမှန်လားပါပြုရပါတယ်ဗျာဘုရားကြီးတော်ပြုရတဲ့အလူဒါနာကအရင်လုံးငါလိုမုံမမြတ်မြတ်မပြုနိုင်တော့ပဲနဲ့မှန်လားပါဗျာတပည့်တော်မွဲသွားတာနဲ့ပုံရင်နဲ့ဇကွဲထမင်းသာလှူနိုင်မှာတော့သည်ဗျာဟဲ့တက္ကသိုလ်တထေပုံရိပ်နဲ့ဇကွဲထမင်းလှူရလို့လေအနည်းငယ်မျှဆိုပြီးအာမလျှော့လေနဲ့အခုအရိယာပုဂ္ဂိုလ်တွေကိုသင်လှူရတယ်အရိယာတန်ဃာတွေကိုသင်လှူရတယ်ငါဘုရားကိုယ်တော်မြတ်သည်ဟောဝေလာမပုံနာကြီးဖြစ်စဉ်အခါတုန်းကသာသနာ့ဘအချိန်မှာလှူလိုက်တာတိုင်းပြည်မိโกဒိတ်ချက်ပြုတ်မစားရအောင်တိုင်းပြည်ကိုချက်ပြုတ်မစားရအောင်မိโกဒိတ်လှူခဲ့ဘူးလေထွန်းလုံးထွန်းသွားတွေနဲ့မထွန်ရမထင်ရပဲနဲ့ငါဘုရားအလောင်းဝေလာမှာပုံသားကြီးကြွေတာတွေကိုစားပြီးတော့လာခဲ့ကြရတယ်ဒီလောက်ထိအောင်လှူပေမဲ့လို့အခုသင်လှူရတဲ့အရိယာပုဂ္ဂိုလ်မျိုးတယောက်မှငါမတွေ့ခဲ့ဘူးလို့ဟောဘုရားကိုယ်တော်မြတ်ကဝေလာမတုတ်ကိုဟောပါတယ်ဗျာအဲ့ဒီလိုဝေလာမတုတ်ကိုဟောပြီးတဲ့နောက်ခုနကတကားဆောင်ပြန်ဆက်ကြပါစို့တက္ကဆောင်နတ်ကတရားနာပိသကြည်စံအနာရဝေသထေကြီးမွဲပြီအနာရဝေသထေကြီးသူချမ်းသာနေတဲ့အချိန်တုန်းကတော့အခွင့်မရသေးလို့ငါစောင့်ပြီးတော့လာခဲ့ဘယ်နဲ့ဂေါရမနဲ့သူတပည့်သားတာဝကတွေလှူဒီအိမ်မှာကြွလာကြတဲ့အချိန်ခါမှာငါဒီသူတို့လာတဲ့အချိန်ခါမှာတကားပေါ်မနေနိုင်ပဲနဲ့အောက်ဆင်းပေးရအလုံးရှုပ်တယ်ဒီဘုရားဂေါရမနဲ့နောက်ကတန်ဃာကြီးကြွလာငါဆင်းပေးရနေရဖဲပေးရဒါကြောင့်တရားနာပိသဘုရားကိုယ်တော်များနဲ့တန်ဃာကြီးနေရဖဲပေးရတာအလုံးရှုပ်တယ်ဆိုတာလူရင်မအောင်မေ့တာလူရင်အောင်မေ့တာမဟုတ်ဘူးနတ်ကလည်းအောင်မေ့ခင်ဗျားတို့တို့ကြီးမှာပေါ့အခုခေတ်တို့ကြီးနေရင်အကောင်းသားတဲ့ဘုန်းကြီးတစ်ပါးကြွလာပစိုးခင်းပေးရစောင်းခင်းပေးရအလုံးရှုပ်တယ်ဒါကျုပ်ကတမန်ငါရှံငါပြောတယ်မအောင်ဘူးနဲ့တပြေလုံးလှဲ့သွားနေတဲ့ဘုန်းကြီးဆိုတော့ဒီလိုလူတွေပေါ်ပြီးကျွတ်တို့တိုင်းပြည်ဝန်းနေစရာတွေဟိုမှာကြည့်နတ်ကြီးမှာပေါ့နတ်ကအပေါ်ဆင်းပေးရလို့တဲ့ဘုရားကိုယ်တော်များနဲ့တန်ဃာတော်တွေ तू မကြည့်ဘူးအဲ့ဒီတုန်းကလည်းတထေကြီးကဘုံကံမြင့်နေတော့ तू အခွင့်မရလို့မပြောခဲ့မွဲသွားတဲ့အချိန်ခါမှာ तू ရေနစ်ရဝါကူတော့မတဲ့မဖြစ်ဘူးဒီကိစ္စငါပြောမှာညအခါမှာအဲ့ဒီတက္ကဆောင်နဲ့ဝင်လာအလိုအယောင်ဝါနဲ့တင်းမသူလုံးတထေကြီးကမေးတထေကြီးတဲ့ငါသည်လေးခုမြောက်သောတကားမှာစောင့်တဲ့သစ်အိမ်ကနတ်ဖြစ်တယ်ပင်ကိုဆုံးမတရားရှိလို့တရားစကားပြောတရားရှိလို့ကြိုက်နာမေးပြောပါနားထောင်မှမယ်ဆိုပြီးနားထောင်တဲ့အခိုက်အတန့်မှာသူပါရီပြောလိုက်ပင်အနာတပိန်တထေကြီးသည်ဂေါရမနဲ့ဂေါရမတတိတဝကတွေကိုပင်ပြီးအမြဲတစေလှူဒန်းပေးကမ်းပြီးတော့လာခဲ့ရှိတာတွေကုန်ပြီဟိုစဉ်လှူနေချိန်အခါကာလတုန်းကတထေကြီးမလှူနဲ့တင့်မွေးသွားလိမ့်မယ်လို့ငါပြောလိုက်ရင်လေချမ်းသာနေတဲ့အချိန်ဆိုတော့သင်ယုံရင်မှယုံမယ်မဟုတ်လားအခုအချိန်မှာငါပြောဖို့အခွင့်တင်လာလို့သင်ဒီယခုကဲ့သို့ဂေါရမနဲ့တပည့်သားယဟန်တော်တွေလှူလို့ယခုလိုမွဲခဲ့ရဒီထဲတင်ဆက်ပြီးတော့လှူအောင်မယ်ဆိုရင်တနေ့စားစရာမရှိတဲ့အပြင်ငတ်သိမှတောင်ဆိုရင်ရတယ်တထေကြီးခုသင်ပြီးမွဲတဲ့ချိန်ခါမှလဲလှူတော့မှာပဲလားလျှော့စောပေါ်လို့အလူဒါနာကြောင့်ကိုယ်ဒုက္ခဖြစ်တာလက်တွေ့ကြုံရပြီနဲ့အကျိုးလိုရောင်နဲ့နတ်ကသွားပြီးတော့ပြောလိုက်အနာရဘိန်တထေကြီးရဲ့စိတ်ဓာတ်နော်ဘလောက်ပြန့်ခိုင်တယ်လဲဆိုတော့နတ်ယုံမှာသင်ဩဝါဒဒါပဲလားသင်တရားစကားဒါပဲလားသင်ဆုံးမပေးတာဒါပဲလားငါလိုဘုရားကိုယ်တော်မြတ်နဲ့တန်ဃာတော်တွေကိုယ်ကွန်နေတဲ့ကြည်ညိုနေတဲ့တထေကိုသင်ဖြတ်စည်းလို့ရမလားတလောက်ထီအောင်ယုံမာတဲ့နတ်လှူတာတန်းတာတွေတော့တာဓုမခေါ်ပါပဲနဲ့
ngà lù đấy đà na của lá phiệt xí để tiền ra ga na thòng bị tiền nào của lại lì mà lá luôn tiền nào mà lại để tiền lì tiền luôn na dùng mà của ngà mà nhìn nhìn bu wow ngay mà mình nè nên thâu bị vô bây giờ na đây là thế gì cả nên thâu bả nên thâu bị nên thâu đó cái lấy đi nè xem rồi à đó đã vào phía đây na đây là thế gì biểu lại để ra ga phải ai tभी ta फिट दे अनारबिंग थेजी है जगह चाया रो मनी नाय मुन्ना कलेरी ने सिन दवा ना ले कले सी दे नो मा था बो दा ले ये दा ना बारी ने सिन दवा ए तांग के तमी के लेरी ने सिन दवा भी तो दया ना पिता म्यो साउंग ना दवा प्यो ये दा बे ना को दवा प्यो दा म्यो को साउंग ने म्यो साउंग ना मे ने अच्चो नुक दी अनारबिंग थेजी को दी जगह दवा प्यो भी लो निन ठुक पा दी एदा अनारबिंग थेजीပြန်ပြောပြပါကျုပ်ဗိမာန်ပြက်ပါပြီနေစရာခက်နေပါပြီကလေးငယ်တွေနဲ့ဒုက္ခရောက်နေပါပြီဒါကြောင့်မြို့ဆောင်တာမင်းအနာရဘိနဲ့ထေကြီးကိုတောင်းပန်ပေးပါကျုပ်သင်ပဲလို့ပြောအနာရဘိနဲ့ထေကြီးသင်ဖရာကိုယ်တော်များနဲ့တန်ဃာတော်တွေကိုလှူလို့မွဲတာလို့ပြောတယ်ဟာတဲ့မိုက်တဲ့နတ်ကြည်စမ်းလောကထုထအတုမရှိတဲ့မြတ်စွာဘုရားကိုလူတင်မကနတ်ပြည်ကတရားတွေနတ်တွေပါဆင်းပြီးမြမာတွေပါဆင်းပြီးကိုးကွယ်နေတဲ့ဘုရားကိုတင်သွားပြီးတော့စော်ကားမိလေခြင်းဘုရားလှူတဲ့ဒါနာကြီးတင်ဖြက်စည်းလေခြင်းပြောရဘူးထို့နာရဘူးတစ်သေးကြီးတင်ပြက်ကသိကြီးတယ်တင်ပြက်ကသိကြီးတယ်မပြောရဘူးဆိုတော့မျိုးဆောင်နတ်ကပြောမပြီးတော့တခါစတုမဟာယေတတရထဝုဒုံကဝုရုပခကုဝေရနတ်မင်းကြီးလေးပါထံသွားပြန်ရောပြိဿနာမင်းကြီးလေးပါထံကိုသွားပြီးတော့နာမင်းကြီးတို့ကျွန်ုပ်နေစရာမရှိလို့အနာရဘိနဲ့ထေကြီးကိုတောင်းပန်ပေးပါပြန်နေခွင့်ပြုအောင်လုပ်ပေးကြပါနာမင်းကြီးတို့သင်ပဲလို့ပြောတော့ဒီလိုဒီအကြောင်းပါပဲသူပြောတဲ့စကားနာမင်းကြီးတွေပြောလိုက်တော့တဲ့မိုက်တဲ့နတ်ပဲသင်အပြစ်ကသိကြီးတို့မပြောရဘူးတို့မပြောရဘူးဆိုတော့ဟာအဲ့ဒီနတ်ကလေးလေးတွေပွေပြီးတော့တရားမင်းထံရောက်ပေးသားကြီးပဲရောက်သွားပြန်တရားမင်းထံရောက်တယ်ဒီလိုတရားနာပိဋကကြီးတရားမင်းထံကိုရောက်သွားပြန်တော့လေတရားမင်းကဒါနကိုတကယ်အားကိုးပြီးတော့ယုံကြည်စိတ်ချစွာနဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာတဲ့သောတာပန်ဖြစ်ပြီးအနာရဘိန်တစ်ထေကြီးသင်သွားပြောလို့မရတဲ့ပြင်ပြည့်စကားဟာသိပ်မှားပါသဖြင့်ငါတရားလည်းမပြောရဘူးမနာပါတရားမပြောရလို့ရှိရင်နေစရာလည်းမရှိတော့ပါဘူးကလေးတွေနဲ့လည်းဒုက္ခဖြစ်နေပါပြီဒါကြောင့်တရားဒီတိုင်းဆိုရင်အသက်ရှည်ကြမယ်မဟုတ်ပါဘူးမဲနတ်ကလည်းအသက်မရှိမှတဲ့ကြောက်ဘူးလားပြိဿနောက်တရားမင်းကဟဲ့ဒီလိုလို့ငါအကြံပေးလိုက်မယ်အနာရဘိနဲ့ထဲကြီးမှာပြန်မပေးတဲ့ချင်းငှားထားတဲ့ကုန်တယ်တွေထံမှာ18ကလေးရှိတယ်၎င်းနောက်ရေထဲမှာမျောသွားတဲ့ပစ္စည်းတွေက18ကလေးရှိတယ်၎င်းနောက်ပိုင်ရှင်မရှိတဲ့ပစ္စည်းက18ကလေးရှိတယ်ပြေကကြီး18 3လီဘယ်လောက်ပါလဲမင်းက2လီ36ပြောပြီးသားခုတည်းထိ36ကမတက်18 4လီ54ကလေးဘယ်လောက်တော့ပြိဿကြီးအဲ့ဒီ54ကလေးကိုပြန်ရအောင်တင်ပြီးဘန္တာဆိုးရောင်ဆောင်ပြီးတော့အနာရဘိန်တစ်ထေကြီးအိမ်မှာသွားပြီးတော့အဲ့ဒီ54ကလေးသောပစ္စည်းတွေကိုရအောင်သူ့ဘန္တာတိုက်မှာအချီးနှီးဖြစ်နေတဲ့ဘာမှမရှိဘူးဘန္တာတိုက်ကိုပြည့်စုံအောင်ပြန်လုပ်ပြီးတော့မှငါပြောတဲ့အတိုင်းအဲ့ဒီအနာရဘိန်တစ်ထေကြီးကိုသင်တောင်းမှရင်ပြန်နေခွင့်ရလိမ့်မယ်အဲ့ဒီကဲ့သို့တရားမင်းအကြံပေးလိုက်တရားမင်းအကြံပေးတော့ပြန်သွားပြီနတ်သားပြန်သွားပြီးတော့ဘန္တာဆိုးရောင်ဖန်ဆင်းပြီးတော့အနာရဘိန်တစ်ထေကြီးကုန်တယ်တွေချီးထားလို့ပြန်မရတဲ့ပစ္စည်းဆက်ရှိကြတယ်၎င်းနောက်တရားနာပိဋကသမုဒ္ဒရာမျောသွားတဲ့ပစ္စည်းကဆက်ရှိကြတယ်ပန်းရှင်မရှိအချီးနှီးဖြစ်မဲ့ပစ္စည်းတွေကဆက်ရှိကြတယ်54ကလေးကိုရအောင်တရားနာပိဋကဖန်တီးပေးလိုက်ဖန်တီးပြီးဘန္တာတိုက်တွေအကုန်ပြည့်တဲ့အချိန်ကြတော့မှသူဒီအနာရဘိန်တစ်ထေကြီးအပါကတစ်ထေကြီး
အနာရဘိန်တထေကြီးကျွန်ုပ်ကိုမှတ်မိပါရဲ့လားကျွန်ုပ်သည်တင့်အိမ်၌လေးခုမြောက်သောတကားမှာစောင့်ရတဲ့နတ်ဖြစ်ပါတယ်တို့ဖြစ်ချင်းကြောင့်တင်တထေကြီးအဒါနပြုတဲ့ကိစ္စကိုဖျက်ဆီးလို့ကျွန်ုပ်ဗိမာန်သည်ပြည့်၍တင်တထေကြီးအိမ်မှထွက်သွားခဲ့ရပါတယ်ဒီလိုထွက်သွားခဲ့ရပါသဖြင့်မြို့ဆောင်နတ်ကလည်းမတောင်းပန်ရဲ့နမင်းကြီးလေးပါးလည်းပြန်မပို့ရဲ့တရားမင်းအကြံပေးချက်အရာဗန္ဒာစိုးရောက်ဆောင်၍ကုံတယ်များထမ်းမှ18ကလေး၎င်းတော့ရေမာမျောသွားတဲ့ပစ္စည်းက18ကလေး၎င်းတော့ပိုင်စင်မရှိတဲ့ပစ္စည်းကပိုင်စင်မရှိတဲ့ပစ္စည်းကပြောင်းပြန်အဲ့နဲ့ကြားဘူးလည်းရှိတာပေါ့လေပိုင်ရှင်မရှိတဲ့ပစ္စည်းက18ကလေးဘောင်း54ကလေးကိုဗန္ဒာတိုက်ထဲမှာအကုန်ထည့်ပြီးပါပြီပြစ်မှားမိတဲ့အပြစ်ကိုတရားမင်းကဒီတန်ကိုသင်ခံလို့ဆိုလို့ဒီတန်နေအကုန်ခံပြုတ်လို့ပြီးပါသဖြင့်နေခွင့်ပေးတော်မူပါသထေမင်းကောင်းပြီဆိုပြီးတော့သူ့တကားဆောင်နတ်ကိုအိမ်မှာပြန်ထားတယ်ပြေးသားကြီးသူပြန်နေရရှာပါလားအိမ်ကထွက်ပြေးရတာဘာပြုလို့ဒါနဖြစ်လို့ဒါမြင့်တရားနာမည်လေးပေးထားတာတူတူတုတ်တုတ်ပါတယ်ဒါနကိုဖြစ်ဗိမာန်ပြက်ပိဋကဟိုနတ်တောင်မှဒါနဖြစ်ရင်ထွက်ပြေးရသေးတယ်နော်ပိဋကကြီးဒါနဖြစ်တော့နတ်တောင်ထွက်မပြေးရဘူးလားထွက်ပြေးရတယ်ပိဋကကျုပ်စကားကြီးကျယ်တယ်လည်းမအောင်မြင်ကျမ်းဂန်ကထုတ်ဟောရတာပိဋကဘယ်ကထုတ်ဟောတာတော့ကျမ်းဂန်ကထုတ်ဟောတာကြီးကျယ်တယ်လည်းမအောင်မင်းနဲ့ခင်ဗျားတို့ကကြုတ်ဒီစကားမျိုးနတ်တောင်ထွက်ပြေးရတယ်ဆိုတော့ဘုန်းကြီးကဒါတော့တမင်သက်သက်လှူအောင်ပြောတာပါစကလုံးထွားပါတယ်လို့ကြုတ်များလှရောသားလို့တော့မအောင်မေးလိုက်ပါနဲ့ဗျာပြိဿဘာသာတော့လှရောသားကလည်းစကလုံးထွားတယ်ကျွတ်တို့ကကျမ်းဂန်တိုင်းပြောတာပါထွားတာမဟုတ်ပါလှရောသားစကလုံးထွားပုံပြောရမယ်ဆိုရင်ဥပမာမပါပဲမပြောဘူးဥလတ်သိန်းကြီးသူတို့ကဆေးတာမတော့ရဲဘူးဘယ်တော့ရဲမတုံးတရားနာပြိဿသူတို့ရွာကတကြီးဆေးတံတောက်လာတော့သူတို့ရွာကလူတွေကပြောတယ်လှတော်သားတွေကအလိုလေးတို့ရွာကတကြီးဆေးတံတောက်လာတာငါးကြဝင်မှုတ်ကလေးခွေးချီလာတယ်တိုင်းပဲဥလသိမ့်ပဲအဲ့ဒီဆေးတံတောက်ရဲတော့ပြောရရင်ပုံနဲ့ပတ်နဲ့ဥပမာမပါပဲမပြောဘူးဒီမဲ့တရားနာပြိဿဟိုကျွတ်တို့ကလည်းအစတော့မသိဘူးပေါ့လှတော်ရွာနာကျွတ်တို့ရောက်သွားလှတော်ရွာကနေပြီးတော့ဝက်လက်ကိုချိုးရတယ်ရွှေဘူလန်းကျွတ်တို့ကဝက်လက်တရားဟောသွားကြည်ကားနဲ့ဝက်လက်လန်းကောင်းရလားလို့မေးကြည့်လှတော်သားတွေကပြောတယ်ဝက်လက်လန်းကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ကားနဲ့အဲ့ဒီလန်းကစီးသွားရင်တဲ့အဲ့ဒီလန်းကကိုတော်တို့တော့ကြောက်ခင်းစားသွားတော့အစာကြည့်တယ်အဲလန်းကြမ်းကြမ်းနဲ့မပြောဘူးကြောက်ခဲစားသွားအစာကြည့်တဲ့စကားပြောပါတယ်ဥပမာမပါပဲမပြောဘူးတပည့်တော်တို့တော့ဝက်လက်ကမစီးဘူးဗျာတဲ့ဘာဖြစ်လို့တော့ဗျာလို့ဆိုတော့ကားစီးရတာခံမကြပါဘူးဗျာတဲ့နောက်ကနေဂလုံနဲ့လမ်းတောင်းလို့လှဲ့ကြည့်ရေစီလဲတဲ့အဲကားနေတယ်မပြောဘူးလို့ဆိုမှရေစီလဲကလမ်းတောင်းတယ်စကားပြောတဲ့နေရာတည်းမှာဇက်ပြက်အောင်ပြောတဲ့လူတွေဗျဇက်ပြက်တဲ့ပြိဿဟိုဘက်ကဇက်ကနေဟောဒီဘက်ကပြာသူလာကြီးနှမ်းရိုးပုံကို2ယောက်ထဲမီးရှို့ပြီးတော့စကားပြောတာမီးလှုပ်ရဲ့3ယောက်နားထောင်4ယောက်နားထောင်နောက်10ယောက်5ယောက်190နဲ့ဟာဘာတော့ဟာဆိုပြီးဝိုင်းလာတာသူတို့2ယောက်ပြောတဲ့စကားနားထောင်တော့ဇက်လူမရှိဘူးတကယ်ဇက်ပြက်အောင်ပြောတဲ့လှတော်သားကြည့်လေတရားနာပိဋကသူတို့နားမှာပေါက်တော်ရွာဆိုတာရှိအဲ့ဒီပေါက်တော်ရွာမှာစာပြန်မွဲကြီးကျက်သားတံပေါင်းနဲ့ကိုတော်ကြီးဆွမ်းကတ်ကျက်သားတံပေါင်းနဲ့ကတ်တော့ပြောတယ်အလိုလေးကွာလို့ဆိုတယ်အလိုလေးကသိပ်သုံးအလိုလေးကွာတဲ့စာပြန်မွဲဆိုလို့သွားကြည့်ပါလက်ဆက်ကတ်တော့ဘုန်းကြီးအေးကိုကွာတဲ့ဘုန်းကြီးကျက်သားနဲ့ကတ်တာဒါဘုန်းကြီးအေးတဲ့ကျန်ဖမ်းမှန်စကားပြောတဲ့လူတွေဥပမာနဲ့ဘုန်းကြီးရစားရတဲ့ကွာတော့ဝေသာလီပြီးဘလူးကြတယ်အယိုးကြံတာပြောတာ
Zagario Ubama Babio, Jetola Meji, the Camaro Ubama Babam Bioda Fula, oh, Davido Ubama Babio, let me do see that diamond. Ubama Gabala. He had the Anna Veda Duroshima, Camaro Shilo, Camaro Kazi, Campo and Alo, oh, Campo, ye were told it a diamond. Ye were told us what I mean, Umabo. Adari let the money ye were told that he died dead or I'm horrible, she do now. Kari Bora, ye were told it a diamond. Campo that have here at the video Rudo. Adi become Miane Sulu see like a hold the go here. Adi become Miambo Nubioya, right prejudice and pet like a diamond. And cheese and pet like who a diamond. Ubama Babe, the Kuman, yo. Ubama Babe, the Kuman, yo. Did I sign a year to a lupedo, a lugo like over there, and sign a year to Jetahin or Juba, that will do Tamamsang and Jetahin, Tanshi Kua did it. Pabulo Rolo, so the Jagga good at that genie. Yeah, the grand Lulu was Oma. Did I sign a year Luria Quare, giant at a baloo yet died hard diamond. And baloo yet died of Venelo Davian, Bojano, she own normal. Baloo yet died hard diamond. Now the young lady out to those home dealers, the Gabioja, the Nedane, Miss William Bolly. When I don't hear a minute, see why you are. When I don't have it, see why you are acquired, will long on as Hindu diamond. And be that you will long on as Hindu, ya. See why you judge them of your wood. So how do I tell you alone? Equad, see why you got Havaro, a low guy lay your heart. Naluere, a low guy and a man had a cedar, a low pre low, let the native chance out a G. Presso Lure Mango Madida. Mayoya Shugo Lama Yauda Kameji. Did had the Anna be the Minoshi, the Mawa must hang a televali told we a lie. I told Bama Beda Mamina head, a Gomima go lay hands on ya. Tito and Jalu. I tell my baby of your wood. Mama lay hands on ya. I told Quacha Ludi, Laroda don't be on a go mum hover. Or go with it the cool out of your own. Oh, dear. Oh, Chivana Bacana, so that you do Yazo and Majabu. Bacana Yanzaga Gago, no Gili. Bacana Lado Labia me a jaunty Joseph Yoba. Bacana de Gajedo Bacana, Ludine, Payajin the Gobia, Bacama Jodo, see Lucian Payasuda. Narabadi see the Mengo, the Jasset. That I can't sit let leave it. Hold on, she a Payaguram Yali. Joe and niggas are demo, them was in Luna, though I Pena, Erima, Joku and Lewabo, and Fugaya. Davidi Diana be the Payaga, the Goji, the Lele women. And you know, Eri Payago Jodo. Should bait that a chain lazy along a Payalu code. Payalu and Lomo, should lose and locoda. Now Payaliga and Noyanari Piana, Kupian moment had a celebrate the quell of she with Eddie Donga. Kuromiani Yobo. Akuro Diana Vida, who Migan did that he thought such a loca. Koboga said, I don't sound the kind. The Cabio in a such a long town never was she. Well, Luma Pomaya, Judo Diana, she and Malu Miabu. Lucy those and why my Gasaji. Akuro Eddie Chema chair tire. Paya don't talk higher than what you do, Dandy. That don't China will Suja, no? Paya the cordial boy of a Magi. Jodovan Maya Guroji Kodovi, Mima Ludelu, but the rain and Lailado. Yeah, she had the rain and Lailado, Diana Pida, Payagus, Gamucho, with that name with Balas Horo. Who the kind them with the Genzo of the Ego no. And a year made an Arabadu Rono so that Jolin and name Ganuva. And County La Paya Dulin low. Yadoria, she belonged to Yasola.
ဟုတ်သားတော့ဆိုးတယ်မိမဒါကြောင့်ဘုရားသခိုးတွေပေါ်တယ်အဲ့ဒီအခုအဲ့ဒီစီသူရှင်ဘုရားကလေတရားနာပိသဘုရားကသာလက်လေးသစ်ပကံကတပ်ပြညို့ဘုရားကိုတော်မြတ်ကြီးနဲ့ဟောတကူချင်းပြိုင်မလဲဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာပြိုင်မလဲဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူချင်းပြိုင်ကြည့်လေပကံကလူတွေကဘာပြောတော့နဘေလေးနဲ့ဟေးတို့ကကျုံသုံးတန်ဝိုင်းနဲ့ပကံတိုင်းသားกว่าနဘေနဲ့ဒီတော့ပကံသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်မခံပါกว่าပကံကပြောတယ်မင်းတို့စကားမစပ်ဘူးတဲ့တို့ကနဘေနဲ့ကျုံသုံးတန်ဝိုင်းပကံတိုင်းနဘေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်မခံသားဆိုတော့မစပ်ဘူးတဲ့ပကံသားကလည်းသကဒတ်ဆိုတော့မစပ်ရင်နဲ့အဲ့ဒီငရုတ်တဝိသွေးပြီးမင်းတို့မျက်စိထဲခတ်ကြည့်ပါလားတဲ့ရလောက်ကတ်ကိုးတယ်ပကံသားနောက်ဟဲ့ဖျားပွဲအစီပြိုင်မယ်ကွာဖျားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပြည်သားအဲ့ဒီပကံကစပြောဟဲ့တို့ပကံစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးဒီကိုအကောင်900ကွာအဲခွေးနဲ့စပြိုင်ဒီတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ်ဦးနဲ့ရှင်မြင်ဘူးသီးအကြီးပြိုင်တာလို့ပေါ့ဘာပြောတော့ပကံကဟေးမင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြညို့ဘုရားကြီးကဖျားဝဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်1000กว่าပကံကဘယ်လောက်နိုင်သွားပကံကဘယ်လောက်ရှုံးတော့အဲ့ဒါခင်ဗျားတို့အနေနဲ့သာရှုံးနေတာပကံစကားနားထောင်ကြည့်ဟေးတို့ကခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောဂုံချခမ်းမလို့ပြောနေမှာခွေးနဲ့ခွေးချာခွေးပိန်ဟော်တွေမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပကံသားတွေကခုခေတ်ထဲမှာလှတော်သားအပြောထွားတယ်ဆိုလို့လားပြိုင်တယ်ဗျပြိုင်တော့လှတော်ရွာပေါင်းကလေးလေးတွေ့ဟဲ့ကလေးအားလုံးညမင်းပဲရွာသားကျုပ်လှတော်သားလာခဲ့ပြီတော့လှတော်သားရှာနေကောင်လာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ခင်ဗျားတို့ကျုပ်ယိုကျွေးပါမယ်အဲပြီးရောလူကြီးနဲ့ပြောခဲ့ရကလေးနဲ့ပြန်ပြေးခဲ့ရဒါကြောင့်တရားနာပြည်သားကျုပ်လည်းပဲဒါနဖြစ်စည်းတာလူမပြောနဲ့နတ်တောင်ထွက်ပြေးရတယ်ဆိုတော့အလူကံဘုန်းကြီးမို့ငွေရအောင်ဆွဲဆောင်ဟောတာပါစကလုံးထွားတယ်လို့လှတော်သားလူလည်းမထင်လိုက်ကြပါနဲ့ဒီပြန်ရောက်ပြီးကျုပ်စကားခင်ဗျားတို့လည်းလိုက်နားထောင်နေတာပဲကျုပ်ကလည်းအနုတန်တွေမရှိကိုယ်စကားမမှတ်ဖဲနဲ့ရှောက်ပြောမိုးလင်းပြီးမှမဟုတ်ဘူးကိုင်းဖြတ်ကြအောင်စို့ရှေ့ပိုင်းတရားပါတဲ့အခုဒါနကိုဖြက်ပါတယ်တော့ရိတ်သားသူများလူနေတဲ့ဒါနကိုဖျက်ဆီးတဲ့ခုနကတရားနာပိဋကနတ်ဗိမာန်ပြက်ပြီးတော့ထွက်မပြေးရဘူးလားပိဋကအခုတော့ပြန်ရောက်ပါလားဒါကြောင့်နတ်တောင်ဒီလိုခံရရင်လူတွေဟာသူများလူတဲ့ဒါနဖျက်ဆီးသင့်သလားမဖျက်ဆီးသင့်ဘူးလားပိဋကဒါမဖျက်ဆီးသင့်လို့ရှိရင်လည်းလက်ပညာဗျာနော်၄မျိုးပြောမယ်နားထောင်ကြည့်စားနောက်ကလက်ချိုးပြီးဆိုကြဗျာလူတဲ့ပုဂ္ဂိုလ်၄မျိုးပြောမလို့ကိုယ်တိုင်လည်းလှူသည်သူများကိုလည်းအလှူခိုင်းသည်ကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှူမခိုင်းပါသူများကိုတော့အလှူခိုင်းသည်ကိုယ်တိုင်တော့မလှူပါကိုယ်တိုင်လည်းမလှူပါသူများကိုလည်းအလှူမခိုင်းပါဘယ်နှမျိုးတို့နံပါတ်1လူမျိုးကိုကျုပ်စပြောမယ်ကိုယ်တိုင်လည်းလှူတယ်သူများလည်းခိုင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်လှူလို့လည်းပစ္စည်းချမ်းသာသူများအလှူခိုင်းလို့လည်းသာသမီချွေရန်ပေါ်တယ်စားမဲ့လူတွေလည်းများစွာရှိကျွေးစရာပစ္စည်းတွေလည်းရှိလောကပျော်စရာကြီးပေါ့အချွေရန်တွေလည်းပေါ်တယ်ပစ္စည်းလည်းချမ်းသာတယ်ခိုင်းစရာလည်းရှိတယ်ငါစားမဲ့လူတွေလည်းရှိတယ်ကျွေးနိုင်တဲ့ပစ္စည်းတွေကလည်းပေါ်တယ်အကောင်းဆုံးလောကပျော်စရာကြီးပေါ့နံပါတ်1အကောင်းဆုံးလူမျိုးလို့မှတ်ခဲ့နံပါတ်2ကျတော့ကိုယ်တိုင်တော့လှူတယ်သူများမခိုင်းဘူးသူကြသိဟမ်ကြဘူးကိုယ်တိုင်လှူလို့ပစ္စည်းတော့ချမ်းသာပါရဲ့တန်တကားကြီးပိတ်လို့တိုက်ကြီးနဲ့
သူများအလှမခိုင်းလို့သသမီးအချွေရံကတယောက်မှမရှိလင်မယား2ယောက်တည်းတစ်စီချောင်းမှတောင်ကြောက်ရရှိဘူး2ယောက်တည်းအိမ်ဆွဲလဲမရှိဘူးကိုယ်သားသမီးမရှိလို့သားသမီးရခြင်းဒါညောင်ပင်အောက်သွားသားစုခဏခဏတောင်ကံကောင်းလို့ညောင်ကိုင်းပြီးမသေးရဘူးကိုမရတော့သူများသားသမီးခေါ်မွေးစားကိုလက်ထဲတုန်းကမာတာထောင်လို့ကိုလက်ထဲကျရှူနာရှိုက်ကိုသူများမခိုင်းခဲ့လို့ချွေရမရှိဘူးဒီထဲပတ်စံတတ်နိုင်လို့ဆေးတိုက်ဖို့ပေတာပဲဟမ်မကြဘူးနော်ကိုယ်တိုင်လှူလို့ချမ်းသာတယ်သူများမခိုင်းလို့ချွေရမရှိဘူးနံပါတ်3ကျတော့သူများတော့အလှခိုင်းမှရကိုယ်တိုင်မလှူဘူးသူများအလှခိုင်းလို့သားသမီးချွေရနေကတော့ပေါ်ပါရဲ့ကိုယ်တိုင်မလှူလို့စားစရာကမရှိစားစရာမရှိလို့မွဲပါတဲ့ဆိုမှဒီသားသမီးတွေကတဖြုတ်ဖြုတ်ပဲလမ်းကြားပြစ်ထားလို့မှမသေးဘူးမာတာထောင်အကျိုးပဲသူများခိုင်းလို့သားသမီးပေါ်တယ်ကိုယ်တိုင်မလှူလို့စားစရာမရှိကိုဌာနကိုမသိတော့ကလေးတွေကြိမ်စေဒင်းတော့တည်ချင်းဆုံးနဲ့သေကုန်မှာစားစေကြီးပါလို့ဘိုးတည်ချင်းဆုံးလေးက30လုံးတော့ကိုအောင်စားတယ်အမကြဘူးနော်အပြစ်မတင်နဲ့နော်သူများခိုင်းတယ်လို့သားသမီးတော့ပေါ်တယ်ကိုယ်တိုင်မလှူခဲ့လို့စားစရာကမရှိဒါနမညီမျှတော့လည်းခါမကြကြဘူးပေါ့နံပါတ်3အဲ့ဒါဟောနံပါတ်4ကြပို့ဆိုးသွားပြီကိုယ်တိုင်လည်းမလှူဘူးသူများလည်းမခိုင်းဘူးကိုယ်တိုင်မလှူလို့လည်းပစ္စည်းမချမ်းသာဘူးသူများမခိုင်းလို့လည်းချွေရမရှိဘူးအထီးကျန်ဘဝနဲ့အဲ့ဒါတွေဘယ်မှာများပေါ်တော့ဆိုကျွတ်တို့မန္တလေးမဟာမြတ်မုနိဘုရားကြီးမြောက်မုံမှာချွင်းခောက်ဆိုတာတော့အဲ့ဒါနံပါတ်4နံပါတ်4အဆိုးဆုံးပေါ့တန်ပြေးသားကြီးလှူတဲ့ပုဂ္ဂိုလ်4မျိုးပြောရအောင်ပြေးသားကြီးနံပါတ်1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးမပြောတဲ့လူတွေနံပါတ်4မြန်မှန်းပြေးသားကြီး1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးလူလေတွေအကောင်းဆုံးရွေးကြိုက်နံပါတ်1နံပါတ်1ကြိုက်လို့ရှိရင်တော့နံပါတ်1နဲ့တူအောင်လုပ်ရလိမ့်မယ်လက်တစ်ဖက်ကအိတ်ထောင်နဲ့နိုင်ကိုယ်တိုင်လှူဖို့ကြံတဲ့လက်တစ်ဖက်ကလည်းဘေးလူထားမပြစ်ခဲနဲ့လာဟိုစပွဲသွားလှူကြည့်ကြစို့ခိုင်းဒီတရားကျုပ်အတွက်တော့အတော်ကွက်ဝင်တဲ့တရားဘုရားကိုယ်တော်မြတ်ကဇတိလငါဟောထားခဲ့မင်းဒီတရားဟောပြီးတော့အလှခံစားပြီးတော့လည်းဟောထားခဲ့သလားတော့မသိဘူးတကယ်တော့ပိဿကျုပ်လုံးချဟောတယ်မထင်နဲ့ဓမ္မပဒဘီလာလဗရကမှာဘုရားဟောပါတယ်ဗျာအဲ့ဒါဇတ်ထုတ်ရှိတယ်ပိဿဟိုစူပါဟိုက်မှာမိုက်မောင်တွေဆဲကြောင်လက်သေးဆိုတာအဲ့ဒီဇလံမျိုးနော်ဒါဖြတ်ထိုးလေးပြောတယ်ကဲနံပါတ်1ကြရင်နံပါတ်1နဲ့တူအောင်လုပ်ကြကိုယ်တိုင်လဲလှူသူများလဲခိုင်းပါဗျာနောက်ဆုံးကြလည်းဖြစ်ပါတယ်အိတ်သွန်ဖာမှောက်ပေါ့အိတ်ထောင်နဲ့နှိုက်လိုက်လို့ယာရံပါလာလဲအမ်းမနေပါနဲ့ဘရုမဒေဝကြီးကြည့်ရင်ခင်ဗျားတို့သိလောက်ပါတယ်ဘရုမဒေဝကြီးကြာပန်းလှူတယ်ပြည့်စေကဗုဒ္ဓကိုကြာပန်းလှူလိုက်တဲ့ပထမကြာပန်းလှူပြီးတော့တရားနာပိသဟိုကအလှခန်းယူသွားအိုးတဲ့ကြာပန်းနေသူ့ဘာလို့ဖို့တော့မဖြစ်ဘူးတဲ့ပြန်ယူမှတဲ့ဘရုမဒေဝကြီးအလောင်းကပြန်ယူပြီးဟဲလှူတော့လေအလှခန်းနဲ့ပြန်ယူတော့လေပေးတာပဲလှူပြီးသားကြီးပြန်ယူလို့ကောင်းပါဘူးလေဟောနောက်တခါထလှူတယ်ပြိဿအဲ့ဒါကြောင့်ဘရုံမဒေဝီမိဖုရားကြီးဖြစ်တော့ပထမဆုံးလှူလိုက်ခြင်းကြောင့်ဘရုံမကြာဝင်တဲ့ကရသေးကြီးသမီးဖြစ်လို့ဘယင်ကောက်လာသောချိန်ခါမှာနန်းတော်တဲ့ဝင်တဲ့ခြေဘဝအောက်ကကြာပွင့်နေခံတယ်ပထမလှူလို့ပုဗ္ဗစေတနာပေါ့နောက်သူ့အလကားပါပဲလေဆိုပြီးပြန်ယူလိုက်လို့တန်း900ဖွာတာကိုမိဖုရားတွေတိုက်သည့်အတွက်ထွက်သွားရတဲ့အချိန်ကြတော့လေဟောမုံစစေတနာလှူပြီးသားပြန်ယူလို့တရားနာပိသကြာပွင့်မခံတော့ဘူးတဲ့ပြုနောက်တန်း900ကမိဖုရားတွေကြုတ်ထဲထည့်ပြီးလွတ်လိုက်တော့ဘယင်ကြီးရေချိုးတော့ညှိလို့တရားတစိတ်ခန့်ထားတာကဒီသားများသည်ဘရုံမဒေဝီနဲ့သင်မင်းကြီးရဲ့ရင်သွေးဖြစ်သည်ဆိုတာတွေ့ရလို့ဝမ်းမြောက်ဝမ်းသာဘရုံမဒေဝီမိဖုရားကြီးကိုပြန်ခေါ်လိုက်တော့ဟောကြာပွင့်နေလားခံမြန်တဲ့အဲ့ဒါပြန်ပြီးထလှူတာကိုစေတနာ3ဓာတ်နော်ဒီမပြေးသားကြီးဟိုပြန်လှူတော့အလဲစေတနာပြတ်တော့ကြာပွင့်ခံသေးရဲ့လားထွက်တောင်ပြေးရတယ်နန်းတော်ကမိဖုရားကြီးဒါကြောင့်လှူပြီးသားများပြန်မယူနဲ့ခင်ဗျားတို့ကအောက်မေ့မှာမနေ့ကလှူတာတပည့်တော်တို့ပြန်မယူပါဘူးခင်ဗျာလို့အဲ့ဒါပြောတာမဟုတ်ဘူးအိတ်ထောင်နဲ့ငါးကြတန်နှိုက်တာအစိတ်တန်ကြီးပါလာတော့ဒီမဲ့အစိတ်တန်ပါလာတော့ငါးကြလှူပြီး20ပြန်ယူသွားတာမလီတော့
ဘုန်းကြီးဘာတွေလျှောက်ပြောတော့မအောင်မင်းနဲ့ဒီနေ့နောက်ဆုံးညအများကြီးရအောင်ပြောရတာဟုတ်တယ်တချို့ကအိတ်ထောင်နဲ့အစိတ်တန်ထုတ်လိုက်တယ်လေအစိတ်တန်ပါလာတယ်လှူတာက9ကျပ်ဆိုတော့9ကျပ်လှူပြီးတော့20ပြန်ယူသွားတယ်ဘရုံမဒေဝီသတိပြုပေါ့ကိုင်းခစ်တရဆိုင်လို့ဟာပတိုင်းပေးမယ်ဗျာအာကြားနေရောဒီနေ့တော့အတော်လေးလည်းမရသွားပါနဲ့နောက်ပိုင်းလည်းတရားနာပြည့်တဲ့နောက်ဆုံးညဆိုတော့ပဝါလေးပါလေးမပါရင်လည်းအိမ်ပြန်ယူထားကြအောင်ပေါ့ဟောရလိမ့်မယ်ဒီနေ့နောက်ဆုံးညဆိုတော့ဒါကြောင့်အဘဘာရေနာမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါရိထအကောင်းဆုံးဇတ်တော်ကြီးမဟောခင်မိမိတို့တတ်ဆွမ်းသမျှလွယ်လင့်တကူပါလာလို့ရှိရင်ဖြင့်နံပါတ်1ကိုရအောင်ယူ၍အလဲစေရနာပြတ်တဲ့ဘရုံမဒေဝီဘက်မလှဲ့ကြဘဲနဲ့အိတ်ထောင်နဲ့နှိုက်လိုက်သောခါပါသမျှမအမ်းမဲနဲ့မဲလာအလှကဘုန်းကြီးဆိုတော့လေကျိုးစားပြီးတော့လူတန်းနိုင်ကြပါစေကုန်သတည်း